တို့ချီးမွမ်းမဲ့တခြင်းကကြတော့ Granny Land ဆိုတဲ့တခြင်းလေးဖြစ်ပါတယ်ဘယ်ကလေးတော့မဟုတ်ပါစူမြနဲ့ပြင်းနေခဲ့တဲ့တခင်ကိုယ်တိုင်ရှောက်တဲ့ Granny Land မုတ်တဖက်ရှုံးမြကြုံလေခီးဆုံးထိလာရှာသွားခဲ့တဲ့သူလည်းပဲတော့မှမငြိမ်ရပါအပြစ်သားများတွေကျမ်းနာသူအရောက်ချင်းစီတိုင်းပေါ်မှာဖျက်ပြတဲ့ရေကောင်းကြည့်ပေးပါစေ